လူအရေးချင်းများအရေးချင်းဆိုတာစိတ်နေသဘောထားနဲ့သက်ဆိုင်တဲ့အရေးချင်းမျိုးကိုသာဒီနေရာမှာမှတ်သားကြရအောင်ကိုယ်ကာယနဲ့ပတ်သက်တဲ့အရေးချင်းတွေရှိတယ်လို့စိတ်ပိုင်းဆိုင်ရာအရေးချင်းတွေလည်းမြောက်များစွာရှိဘုရားမြတ်စွာရဲ့အဆုံးအမအရာစိတ်ပိုင်းဆိုင်ရာအရေးချင်းတွေတိုးတက်ဖို့အဓိကထားကာယပိုင်းဆိုင်ရာအရေးချင်းတွေကသိပြီးတော့အသုံးဝင်လာတာမဟုတ်ဘူးကာယပိုင်းဆိုင်ရာအရေးချင်းတဲ့ပို့ပြီးတော့တန်ဖိုးကြီးတာတော့စိတ်ပိုင်းဆိုင်ရာအရေးချင်းတွေကပို့ပြီးတော့တန်ဖိုးကြီးလို့မြတ်စွာဘုရားရဲ့အဆုံးအမတွေထဲမှာဆိုရင်ကာယပိုင်းဆိုင်ရာအရေးချင်းများကိုဖော်ပြလိမ့်မရှိပဲနဲ့စိတ်ပိုင်းဆိုင်ရာအရေးချင်းများကိုသာအဓိကထားပြီးတော့ဖော်ကြားလိမ့်ရှိဒါကြောင့်မို့ဘုန်းကြီးတို့တွေလူအရေးချင်းဆိုတာတွေသတ်မှတ်ဖော်ပြထားတဲ့အတိုင်းဒီအရေးချင်းတွေပြည့်ဝဖို့ကြိုးစားအားထုတ်ကြလူဘဝရလာပြီဆိုတဲ့အခါမှာအရေးချင်းပြည့်ဝဖို့ဆိုပြီးတော့ငယ်စဉ်ဘဝကလေးကကျောင်းတွေသွားကြရတယ်ကျောင်းတက်ကြရတယ်ပညာတွေသင်ကြရတယ်လောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်ပညာတွေသိဖို့အထောက်ကြမိဘကျက်ရင်ဝင်ထဲမှာနေတော့ကလည်းမိဘရဲ့သွန်သင်ဆုံးမမှုတွေဟာလူတွေအတွက်အရေးချင်းတစ်ခုဖြစ်လာမိဘရဲ့သွန်သင်ဆုံးမမှုကိုနိုင်ယူမှတ်သားပြီးတော့လူဘဝမှာလူယဉ်ကျေးမှုဆိုတာစတင်ပြီးတော့ရရှိလာခဲ့ကြတယ်ဒါကြောင့်မို့ဘဝမှာပထမဆုံးကြုံတွေ့ရတဲ့ပေါင်းတင်ဆက်ဆံမှုလို့ဆိုတဲ့သေဝနာဆိုတဲ့မင်္ဂလာတရားဟာတိတ်ပြီးတော့အရေးကြီးလာတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဘဝစခြင်းမှာ38ဖြတ်မင်္ဂလာတရားတွေမှာသေဝနာလို့ဆိုတဲ့ပေါင်းတင်ဆက်ဆံရေးနဲ့ပတ်သက်တဲ့မင်္ဂလာတရားရှေးဥစွာဟောကြားတာဖြစ်တယ်ပေါ့စခြင်းလူဘဝရလာတဲ့အခါမှာအသိပညာကင်းမဲ့တဲ့အတိုင်းဝိုင်းနဲ့ရောက်သွားပြီလို့ဆိုရင်ပညာရဖို့ရခက်ခဲသွားတယ်အသိပညာကျွယ်ဝတဲ့အတိုင်းဝိုင်းနဲ့ရောက်မှအသိပညာတွေဆိုတာတိုးတက်ဖွံ့ဖြိုးနိုင်တယ်အဲဒီတော့လူတွေရဲ့အရေးချင်းဆိုဒီမှာစိတ်တိုင်းဆိုင်ရာအရေးချင်းတွေကပို့ပြီးတော့အရေးကြီးတယ်စိတ်နေသဘောထားကိုအမိပြုပြီးတော့အပြောဆိုယဉ်ကျေးမှုအပြုမှုယဉ်ကျေးမှုဆိုယဉ်ကျေးမှုတွေဖော်ဆောင်ကြတဝုနဲ့တဝုဆက်ဆံတဲ့အခါမှာပြောရေးဆိုတာယဉ်ကျေးမှုအတွက်လိုက်နာကျင့်သုံးကြရတယ်အပြုမှုခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ယဉ်ကျေးမှုတွေကိုလည်းလိုက်နာဆောင်ရွက်အဓိကစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုကဆက်သွယ်လာတာမျိုးတွေတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လူရည်ချင်းများလို့စံပြုတ်ပြီးတော့တတ်မှတ်တဲ့အခါကြလို့ရှိရင်တော့တခြားဟာတွေကိုတတ်မှတ်လို့မရှိဘဲနဲ့စိတ်ပိုင်းဆိုင်ရာအရေးချင်းတွေကိုလာလဲတတ်မှတ်ဖော်ပြသွားတာဖြစ်တယ်အင်္ဂုတ္တရနိကေမှာနလကပါဏတုတ်ဆိုတဲ့တုတ်တန်တစ်ခုရှိအဲ့ဒီတုတ်တန်ကိုလေ့လာမှနာယူမှတ်သားကြည့်မယ်ဆိုရင်လူရဲ့အရေးချင်းဖော်ဆောင်ထားပုံလေးကိုဘုန်းကြီးတို့တွေအမှတ်ရစေဖို့ဖြစ်တယ်ဒီတုတ်တန်ကိုဟောကြားတာကတော့မြတ်စွာဘုရားဟောတာမဟုတ်ဘူးရှင်သာရိပုတ္တရာမထေရမြတ်ဟောတဲ့တုတ်တန်တစ်ခုဖြစ်တယ်ရှင်သာရိပုတ္တရာကတတ်မှတ်ဖော်ပြတဲ့လူရဲ့အရေးချင်းတွေဘုန်းကြီးတို့တွေဒီလူအရေးချင်းတွေနဲ့ပြေဝအောင်ဘာတွေလုပ်ရမယ်ဆိုတာကိုလည်းတိကျဖော်ပြတာဒီအရေးချင်းတွေမှမရဘူးဆိုလို့ရှိရင်တိုးတက်မှုဆိုတာမရှိနိုင်ဘူးဆွေးရမှုပဲဖြစ်နိုင်တယ်အဲ့ဒါမှမှတ်သားစရာကောင်းပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကတတ်မှတ်ဖော်ပြထားတဲ့လူအရေးချင်းတွေရဖို့အရေးကြီးတယ်အခုလိုဓမ္မဒီပလူပုဂ္ဂိုလ်များဆိုင်ရာဗုဒ္ဓစာပေတွေကိုသင်ကြားပို့ချနေကြတယ်သင်ယူကြတယ်သင်ကြားပို့ချအရေးချင်းတွေကောင်းဖို့အတွက်သင်ယူကြခြင်းသင်ကြားပို့ချခြင်းဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေရာခိုင်နှုန်းပြည့်နီးစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုကိုဦးစားပေးပြီးတော့ဆုံးမသွန်သင်တာဖြစ်တယ်မြတ်စွာဘုရားရဲ့အ
အဆုံးအမတွေထဲမှာယမယံခါမှာဘလောက်ထိအောင်ဆိုလို့ဆိုရင်စိတ်တွေရခိတေကာယကမ္မပိရခိတံဝစီကမ္မပိရခိတံစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ပြီးလို့ရှိရင်ကာယကံလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးတာဖြစ်တယ်ဝစီကံလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးတာဖြစ်တယ်လို့စိတ်ကိုအဓိကထားပြီးတော့ဟောကြားခဲ့တာလုံးဝအမြဲတမ်းအဓိပ္ပာယ်ရှိလောကလူသားတွေဟာဒီကိုယ်ယဉ်ကျေးမှုနှုတ်ယဉ်ကျေးမှုဆိုတာတွေဟာစိတ်မပါလို့ရှိရင်ဟန်ဆောင်မှုအသွင်ကိုပဲဖြစ်ပေါ်စေတာဟုတ်နော်စိတ်ယဉ်ကျေးမှုမပါတဲ့အပြောအဆိုအပြုအမူတွေဟာဟန်ဆောင်မှုတက်တဲ့ဘက်ကိုရောက်သွားနိုင်တယ်ဒါကြောင့်မို့စိတ်ယဉ်ကျေးမှုကိုအဓိကထားပြီးမြတ်စွာဘုရားဟောတာစိတ်တန်ဒန္တံဒုက္ခဝါဆုံးမလို့ယဉ်ကျေးတိမ်မွေးသွားတဲ့စိတ်ဟာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေပါတယ်လို့မြတ်စွာဘုရားစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနဲ့ပတ်သက်ပြီးအကျဉ်းကြီးနဲ့တုတ်တန်မြောင်များစွာဟောကြားထားတယ်ဒါအဓိကအရေးပါဆုံးဖြစ်သောကြောင့်ဒါကြောင့်စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုစိတ်ပိုင်းဆိုင်ရာတိုးတက်မှုစိတ်ပိုင်းဆိုင်ရာအရေးချင်းတွေဟာဒါလေလူတွေရဲ့တကယ်လိုအပ်တဲ့အရေးချင်းတွေဖြစ်တယ်အပြောဆိုအမူအရာတွေမြည်မြပင်ယဉ်ကျေးစိတ်မယဉ်ကျေးသေးဘူးဆိုရင်ယဉ်ကျေးတယ်လို့မခေါ်နိုင်သေးဘူးလို့ဒီလိုဆိုလိုတာပေါ့နော်စိတ်ဓာတ်မယဉ်ကျေးသေးသမျှကာလပတ်လုံးလူယဉ်ကျေးဆိုတဲ့အဆင့်တန်းမျိုးမရောက်နိုင်သေးဘူးဒါကြောင့်လူယဉ်ကျေးဆိုတာတွေဖြစ်ဖို့ရတယ်အဓိကအကြောင်းရင်းဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေကိုမြတ်စွာဘုရားကလည်းဟောကြားခဲ့တယ်မြတ်စွာဘုရားရဲ့တပည့်တာဝကတွေကလည်းဟောကြားဆုံးမတယ်ဒါတွေကိုနိုင်မှတ်သားကြရတာဖြစ်တယ်အဲ့ဒီနလကပါဏဆိုတဲ့ရရောဒေသတစ်ခုစာပေကျမ်းဂန်ထဲမှာဘယ်နေရာဘယ်မြို့ဘယ်တိုင်းထဲမှာပါတယ်လို့အတိအကျမဆိုမထားသည့်အတွက်ကြောင့်ဘယ်နေရာမှာလဲဆိုတဲ့ location သတ်မှတ်ပြဖို့ခက်တယ်အိန္ဒိယနိုင်ငံတနေရာမှာနလကပါဏဆိုတဲ့အမည်နဲ့ဒေသတစ်ခုမြို့တစ်ခုထင်ရှားပေါ်ပေါက်ခဲ့သို့သောသူသမိုင်းကြောင်းအရာပြောရမယ်ဆိုရင်နလကပါဏဆိုတဲ့သမိုင်းကြောင်းအရာပါလဲလို့ဆိုနလကပါဏဆိုတဲ့အဓိပ္ပာယ်ကသမိုင်းကြောင်းကိုဖော်ပြထားတယ်နလကဆိုတာကျူလို့အဓိပ္ပာယ်ရကျူပင်ကိုနလလို့ခေါ်တယ်အဲ့ဒီကျူပင်ကျူရိုးနလကပါဏဆိုတာတောက်တာကျူရိုးနဲ့အခုခေတ်ဒီစုတ်တန်လေးနဲ့ပိုက်ကလေးနဲ့စုတ်တောက်တယ်လို့ပဲကျူရိုးနဲ့ရေတောက်တဲ့နေရာလို့ဒီလိုအဓိပ္ပာယ်ရနလကပါဏသမိုင်းကြောင်းအရပြောရရင်ဘာဖြစ်လို့ဒီနာမည်နဲ့ခေါ်လာတယ်လဲလို့ဆိုရင်ဘုရားမြတ်စွာဘဝနဲ့ဆက်ဆက်တယ်ဘုရားလောင်းဘဝတခုတုန်းကမြတ်စွာဘုရားကံကောင်းအကြောင်းလာလို့ရောက်ဘဝရောက်တယ်ရောက်ဘဝရောက်ပြီမဲ့လို့ဘုရားလောင်းနေဆိုတာအရေးချင်းပိုင်းကနှိမ့်ကြမှုမရှိဘူးဘယ်ကိစ္စပဲဖြစ်ဖြစ်စင်ញင်တုံတရားနဲ့စဉ်းစားတတ်တယ်တွေးခေါ်တတ်တယ်ဆိုတဲ့အရေးချင်းတွေကသူ့မှာရှိနေတယ်အဲ့ဒီမှာတောထဲမှာရေကန်ကြီးတစ်ကန်ရှိတယ်အဲ့ဒီရေကန်ကြီးရောက်တဲ့အခါရေကလည်းအမတန်ဆာတယ်ရေကန်နဲ့ရေကိုတောက်ချင်လက်ပတ်ပြီးတော့အကဲခတ်ကြည့်တယ်ရေကန်ထဲမှာအန္တရာယ်ရှိသလားလိုက်ပြီးတော့ကြည့်တဲ့အခါသူဘာအကဲခတ်မိတယ်လဲဆိုရေကန်ထဲဆင်းတဲ့ခြေရာတွေကိုသာတွေ့ပြီးပြန်တက်တဲ့ခြေရာရှာမတွေ့ဘုရားလောင်းနေဟာဒီဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အမှတ်တမဲ့လုံးလို့မရှိတာသူတို့ရဲ့စွမ်းရည်တတ္တိတစ်ခုအရေးချင်းတစ်ခုနော်ဒါကြောင့်မို့ဘုန်းကြီးတို့တွေဘယ်ကိစ္စပဲဖြစ်ဖြစ်အမှတ်တမဲ့ပြောတာမျိုးတို့အမှတ်တမဲ့လှုပ်တာမျိုးတို့မလှုပ်တဲ့မဟာတတိပ္ပဏသုံးမှာတတိတံစင်ညပပလို့ဆိုပြီးတော့မြတ်စွာဘုရားကလေ့ကျင့်မှုရာဟောကြားထားတာဟာအလဟသမဟုတ်ဘူးဒီလေ့ကျင့်မှုဟာအလွန်တန်ဖိုးရှိတဲ့လေ့ကျင့်မှုတစ်ခုပဲရှေးတို့နောက်ငင်လှုပ်တာကအစအဝတ်အစားပြင်ဝတ်တာကအစဒီစားဝတ်တောက်ခွဲကံယူတာကအစအိမ်သာတက်တာကအစ
တတိတမ္ပစင်ညရှိဖို့မြတ်စွာဘုရားလေ့ကျင့်ခိုင်းတာကြည်တာရှုတာလက်ကွေးတာလက်ဆန်းတာခြေကွေးတာခြေဆန်းတာအစအကုန်လုံးနောက်ဆုံးမှာတိတ်တိတ်နေတာကအစတတိတမ္ပစင်ညမလွတ်ဖို့မြတ်စွာဘုရားသွန်သင်ဆုံးမပေးတာအရေးချင်းတွေတိုးတက်အောင်လေ့ကျင့်တဲ့ဤတနည်းပဲဘုရားလောင်းကဘယ်ကိစ္စမှအမှတ်တမဲ့မနေဘူးလက်ပတ်ပြီးတော့အကဲခတ်ကြည့်တဲ့အခါဆင်းတဲ့ခြေရာတွေသာတွေ့ပြီးတက်တဲ့ခြေရာမတွေ့ဘူးမတွေ့တော့သူစဉ်းစားပုံလေးကိုစဉ်းစားကြည့်ပေါ့ဒီရေကန်ဟာအန္တရာယ်ရှိတဲ့ရေကန်ပဲလို့တလောတော့ကရန်ကုန်ရောက်တဲ့အခိုက်မှာတယ်လီဗီရှင်းဖွင့်ထားတဲ့ဘက်ကိုလှည့်ပြီးတော့ထိုင်ပြီးတဲ့အခါဘာတွေပြထားAnimal Kingdom ဆိုတဲ့ channel တစ်ခုမှာတိရစ္ဆာန်တွေရဲ့ဒုက္ခရောက်ပုံတွေကိုပြထားတာအလွန်တန်ဝေကရစရာကောင်းတယ်ရေအိုင်လေးတစ်ခိုင်ရှိတယ်သမင်တွေကရေစာလုံးလို့ရေတောက်မလို့လာတာသို့တော့အဲ့ဒီရေအိုင်ထဲမှာမိချောင်းတွေအများကြီးရှိမိချောင်းတွေအများကြီးရှိအဲ့တော့မိချောင်းတွေရှိနေတာသမင်တွေကအဲ့ဒီရေကိုသွားတောက်ပထမတစ်ကောင်တောက်မိချောင်းကလှမ်းအဟလိုက်တာကံကောင်းလို့လွတ်သွားနောက်တစ်ကောင်လာတောက်တယ်မိချောင်းပါးစပ်ထဲပါသွားနော်ဆင်ញင်တုံတရားကင်းမဲ့ဆင်ញင်တုံတရားကင်းမဲ့လို့မိမိရဲ့မျက်စိမြင်စွမ်းအားတွေရှိရတဲ့အန္တရာယ်ရှိတာကိုမဆင်ញင်နိုင်ဘူးမရှောင်ကျင်နိုင်တဲ့အတွက်ကြောင့်သမင်လေးတစ်ကောင်ကမိချောင်းစာဖြစ်သွားတာကိုရိုက်ပြထားတာကိုတွေ့ရတယ်ပေါ့ဖះလောင်းကဘဝမှာဆိုလို့ရှိရင်အန္တရာယ်ရှိတယ်ဆိုတဲ့နေရာအန္တရာယ်ကိုရှောင်တတ်တယ်အဲ့တော့ဆင်းတဲ့ခြေရာတွေသာရှိပြီးတက်တဲ့ခြေရာမရှိတော့ဘူးဆိုတဲ့ရေကန်ဟာအန္တရာယ်ရှိတဲ့ရေကန်ပဲဖြစ်တယ်အဲ့တော့ဒီရေကန်နာကိုငါကတ်လို့မဖြစ်ဘူးရေကန်လည်းမတော့မဖြစ်ဘူးအလွန်စားနေတယ်အဲ့တော့ဘာနဲ့ရေတောက်အောင်မလဲစဉ်းစားအနာနာမှာကျူတော်ကြီးရှိတယ်အဲ့ဒီကျူတော်ကတော်တော်လေးရှည်တဲ့ကျူပင်တစ်ပင်ကိုဖះလောင်းနှုတ်ယူလိုက်နှုတ်ယူလိုက်ပြီးတဲ့အခါကျတော့ကျူပင်ကိုသူ့သွားနဲ့ပဲကိုက်ဖြတ်မှာပေါ့ဖြတ်ပြီးတဲ့အခါခွန်အားဗလာလည်းကြီးမားသည့်အတွက်ကြောင့်ကျူရိုးထိတ်ကနေပြီးတော့မှုတ်လိုက်တာကျူအစ်စ်တွေပွင့်သွားအောင်သူ့စွမ်းအားနဲ့လှုပ်လိုက်တဲ့အခါကျူရိုးကကျူအစ်စ်တွေပွင့်ထွက်သွားတော့ရေကိုအဝေးကနေလှမ်းပြီးတော့စုပ်တော့လို့ရတဲ့ပိုက်ကလေးတစ်ခုဖြစ်သွားအဲ့ဒီကြမှာကန်းဆက်ပေါ်ကနေပြီးတော့ဒီရေတဲ့ကိုကျူရိုးလေးနဲ့ထောက်ပြီးတော့ရေတောက်တယ်ဒါဖះလောင်းကလုပ်ခဲ့အဲ့ဒီရေကန်ကြီးကရေကန်နဲ့ဆင်းလာလို့ရှိရင်တော့မလွတ်တမ်းဖမ်းတဲ့ရက်ခိုက်ဆိုတဲ့ဘလူးဆောင်တဲ့ရေကန်ဖြစ်တယ်ရေကန်နဲ့ဆင်းသူမြည်သူမှမလွတ်ဖမ်းပြီးတော့စားရတဲ့ရေကန်ဆောင်ဘလူးရှိတယ်သို့တော့ရေကန်ထဲကိုမဆင်းဘူးဆိုရင်သူကစားပိုင်ပွဲမရှိဘူးဖះလောင်းကတွေးတောဆင်ခြင်ဉာဏ်ဖြင့်ရေလည်းတောက်ရအောင်သူ့လည်းအဖမ်းမခံရအောင်ဆိုရင်တီထွင်တဲ့ဉာဏ်နဲ့စဉ်းစားဉာဏ်နဲ့ဆုံးဖြတ်ပြီးတော့ဒီလိုတောက်ခဲ့တဲ့နေရာအဲ့ဒီနေရာမှာဘုရားလောင်းရဲ့သစ္စာဒိဋ္ဌံကြောင့်အဲ့ဒီနေရာနောက်ပိုင်းပေါက်တဲ့ကျူတွေဟာအယိုးအစစ်မပိတ်တော့တဲ့ကျူတွေဖြစ်လာအဲ့ဒီကျူရိုးနဲ့ရေတောက်ခဲ့တဲ့ကဏ္ဍပတ်ဝန်းကျင်မှာရွာဖြစ်လာတယ်မြို့ဖြစ်လာတဲ့အခါကျတော့အဲ့ဒီရွာကိုလည်းနလကပါဏလို့ဆိုတဲ့နာမည်ပေးတယ်လို့ဒါကသမိုင်းကြောင်းအနေနဲ့နာမည်ဖော်ပြဒီလိုဖြစ်တယ်ပေါ့နော်အဲ့လိုမြန်မာနိုင်ငံမှာဘုရားသမိုင်းတွေပြောတာနဲ့ခတ်ဆင်နေပြီပေါ့အဲ့လိုနလကပါဏဆိုတဲ့အရာမှာပောက်ပင်တော်ကြီးထဲမှာမြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတွေရောက်ရှိပြီးသတင်းသုံးနေကြသတင်းသုံးပြီးတော့အကြောင်းမှာမြတ်စွာဘုရားသတင်းသုံးရင်းကနေပြီးတော့ညပိုင်းမှာမြတ်စွာဘုရားတရားဟောတယ်ညာဝိယကုံဆုံးပြီးထိအောင်တရားဟောပြီးတဲ့အခါကိုရောမြတ်အနားယူခြင်းတော့ဘာအမိန့်ရှိတော့ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာပဲလှည့်ပြီးတော့မြတ်စွာဘုရားဝိကတထိနမိတ်တော်ခေါ်သာရိပုတ္တဘိက္ခုတံယန္တန်ဃာရီဟာစိတ်ဓာတ်တွေလန်းဆန်းတက်ကြွနေတော့မယ်တ
တရားနာဖို့စိတ်အားတွေတက်နေတော့မှရှိသေးတယ်နော်ဒါကြောင့်မို့တရားကိုဆက်ဟောလိုက်ပါငါကတော့ခါးညောင်းလို့ခိတ္တခဏလှဲပြီးတော့ခါဆန်းလိုက်အောင်မယ်လို့မြတ်စွာဘုရားဒီစကားမေးရှိတယ်နော်ပိဋ္ဌိမေအာဂိလာယတိငါကြောနေနဲ့အောင့်နေတယ်တမဟံအာယမိတ်တာမိဘာကြောင့်ဘုရားကအထိုင်များလာတဲ့အခါမကြာခဏကြောအောင်တတ်တဲ့ဝေဒနာခံစားဘာကြောင့်ခံစားလဲဆိုတော့6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တော့ပြင်းပြင်းထန်ထန်ကျင့်ခဲ့တဲ့ဓာတ်တွေဟာခံရအဲ့ဒီဓာတ်တွေကြောင့်ဘုရားဖြစ်တဲ့ရောက်တဲ့အခါမှာလည်းပဲကြာကြာထိုင်တဲ့အခါခါးထဲမှာအောင့်လာတဲ့ယောဂဝေဒနာဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ခိတ္တခဏကြောဆန်းလိုက်အောင်ပဲယဟန်တန်ဃာတွေကတက်ကြွလန်းဆန်းနေတော့ရှိသေးတယ်အကျင့်စိတ်တွေမရှိကြသေးဘူးဒါကြောင့်မို့ဆက်ပြီးတော့တရားဟောလိုက်ပါလို့ရှင်သာရိပုတ္တရာကိုတာဝန်ပေးပြီးတော့မြတ်စွာဘုရားတည်တံ့ထားတဲ့နေရာလေးကိုကြွပြီးတော့ခင်းကျင်းထားတဲ့အိယာပေါ်မှာခိတ္တခဏလျောင်းဆက်ပြီးတော့နေတယ်အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာလူရဲ့အည်ချင်းတွေဆိုတာကိုယဟန်တွေကိုဟောတာဖြစ်အဲ့တော့ဒီသုတ်တံမှာမှတ်သားနိုင်ွယ်ကောင်းတဲ့ရှင်သာရိပုတ္တရာဟောပြတဲ့ဒီလူရဲ့အည်ချင်းတွေဆိုတာအလုံးပေါင်းလိုက်မယ်ဒီအည်ချင်းရခြင်းရဲ့အကြောင်းတရားတွေအပါဝင်အလုံး10မျိုးရှင်သာရိပုတ္တရာမထေရမြတ်ကတန်ဃာတွေကိုတိုးတက်မှုနဲ့ဆုပ်ယုပ်မှုဆိုတာနှစ်ခုအခြေပြုပြီးတော့ဟောကြားဆုံးမတော်မူခဲ့တာအလွန်မှတ်သားစရာကောင်းတယ်ပေါ့အည်ချင်းဆိုဒီမှာဘယ်ဟာကိုခေါ်တာလဲဆိုတာကိုအည်ချင်းစစ်ရကြဖို့ကြိုးစားအထောက်ကြစာပေပညာသင်ကြားနေတဲ့အချက်တွေမှာလည်းပဲလိုအပ်တဲ့အချက်တွေရှိတယ်အဲ့ဒီလိုအပ်ချက်ကိုယ်တဏ္ဍာမှာပြည့်မီအောင်ကြိုးစားအထောက်ကြရှင်သာရိပုတ္တရာဟောပုံလေးရတယ်ကောင်းမြတ်တဲ့အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့သဘာဝတရားတွေလူရဲ့တဏ္ဍာမှာဖြစ်တယ်အပြစ်ရှိပြီးတော့မကောင်းတဲ့အကျိုးတွေကိုပေးတတ်တဲ့သဘာဝတရားတွေဟာလည်းလူရဲ့တဏ္ဍာမှာရှိအဲ့ဒီနှစ်ခုထဲမှာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာပေးတတ်တဲ့သဘာဝတရားတွေနဲ့ပတ်သက်လာလို့ရှိရင်လိုအပ်တဲ့အရေးချင်းတွေနဲ့ပြည့်စုံမှုလိုအပ်တယ်အဲ့ဒီအရေးချင်းမရှိဘူးဆိုရင်ဆုပ်ယုပ်သွားနိုင်တယ်အရေးချင်းတွေရှိနေမှတိုးတက်ကြီးပွားနိုင်တယ်ဆိုတာကိုခွဲခြားပြီးတော့ရှင်သာရိပုတ္တရာဟောခဲ့ဥပမာအပြင်ထင်ရှားအောင်တိုးတက်မှုနဲ့ဆုပ်ယုပ်မှုကိုဘာနဲ့နှိုင်းယှဉ်ပြီးတော့ပြောခဲ့တယ်လဲလို့ဆိုဒီလဆုပ်ပက္ခမှာလာပြီးတော့တရနေ့ကနေစပြီးတော့လခွေနေ့အထိ15ရက်လဆုပ်ပက္ခလာဇန်တရနေ့ကနေပြီးတော့လာပြီးနေ့အထိလာဇန်ပက္ခတလမှာရက်30ပုံမှန်နှုံးတာအဖြစ်ရက်30အဲ့ဒီရက်30တွေကလာဇန်ဘက်မှာထွက်တဲ့လနဲ့လဆုပ်ဘက်မှာထွက်တဲ့ဒီနှစ်ခုနဲ့တိတာထင်ရှားတဲ့ဥပမာတစ်ခုကိုပေးခဲ့လာဆုပ်ပက္ခလာပြီးတော့တရက်ကနေစပြီးတော့ထွက်လာတဲ့လတနေ့ပြီးတနေ့ဒီလရဲ့ဝန်းဆက်မှုအတိုင်းအတာတစ်ခုကလည်းရောကြပြီးတော့သွားအလင်းရောင်ကလည်းရောကြပြီးသွားပြီးနောက်ဆုံးမှအလင်းရောင်ပျောက်ကွယ်သွားတဲ့လခွေဆိုတဲ့အဆင့်ထိအောင်ရောက်လမမြင်ရတော့အတိုင်းအတာထိအောင်ရောက်သွားလရဲ့အယောင်ဝါတွေကလည်းကျဆင်းတယ်လုံးရဲ့ပုံပန်းတန်တန်လည်းကျဆင်းသွားတယ်လာပြီးတော့တရားနေ့ကနေစပြီးတော့ဆုတ်လိုက်တာဒါကြောင့်မြန်မာလူမျိုးတွေကလာဆုပ်လို့ခေါ်ကြတာဟောလာကောင်းကင်ကလာဟာတဖြည်းဖြည်းဆုပ်လာတရပြီးတရလာလေးဟာဝိုင်းဆက်နေရာကနေပြီးတော့တဖြည်းဖြည်းချွန်းပြီးသေးနောက်ဆုံးမှပျောက်ခွဲသွားတယ်အဲ့ဒါလိုပဲအခုပြောတဲ့အည်ချင်းတွေမရှိဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့ဆုပ်ယုပ်မှုဟာလာဆုပ်ပက္ခမှာထွက်တဲ့လလိုပဲလုံးရတဏ္ဍအားဖြင့်လည်းဆုပ်ယုပ်သွားမှာပဲတဖြည်းဖြည်းဆုပ်ယုပ်သွားမယ်အလင်းရောင်အားဖြင့်လည်းပဲဆုပ်ယုပ်သွားနိုင်တယ်လို့တတိပေးပြီးတော့အရေးချင်းတွေကိုဖော်ပြတဲ့ဒေသနာတစ်ပုဒ်ဖြစ်တယ်မိမိရဲ့ညီတော်နောင်တော်ဖြစ်တဲ့ရဟန်းတော်ရဲ့အကျိုးစီးပွားကိုလိုလားလို့ရှင်သာရိပုတ္တရာမထေရမြတ်အဗ္ဗဓမ္မ
မြတ်စွာဘုရားဟောကြားတဲ့တရားကိုချက်ထွင်ပြီးတော့အများနာလဲအောင်ဟောပြောခဲ့တာဖြစ်လိုအပ်တဲ့အရည်ချင်းတွေရှိပြီဆိုရင်လာဇန်ဘက်ခမှာထွက်တဲ့လာလိုပဲတဲ့တနေ့ပြီးတနေ့တနေ့ပြီးတနေ့လာလေးဟာဒီဘာလူမျိုးတွေပြောကြတယ်လို့3ရက်လခုံးမြတ်စဆိုတဲ့မြင်ရတဲ့ဒီလာချမ်းလေးကနေစလာရဲ့စိတ်ပိုင်းလေးကနေစအဲ့ဒီ3ရက်ကနေ4ရက်ကြာနည်းနည်းကြီးလာတယ်4ရက်ကြာတော့5ရက်နေ့ကြာနည်းနည်းကြီးလာတယ်6ရက်နည်းနည်းကြီးလာပြီးတော့15ရက်နေ့လက်ပြီးထွက်လာတဲ့လကြာတော့ဝိုင်းဝိုင်းဆက်ဆက်နေလောရတဏ္ဍာလည်းပြည့်တယ်နော်လောရတဏ္ဍာလည်းပြည့်တယ်အလင်းရောင်ကလည်းပဲတဖြည်းဖြည်းတိုးတက်များပြားလာအရေးချင်းကြီးရှိနေတဲ့ပုဂ္ဂိုလ်ဟာအခုလိုပဲတဖြည်းဖြည်းပြည့်လာပြီးနောက်ဆုံးလုံးဝအရေးချင်းပြည့်တဲ့အဆင့်ထိအောင်ရောက်သွားနိုင်တယ်လို့ဒီလိုဆိုတာပေါ့ရှင်သာရိပုတ္တရာဒီလိုဆုံးမဩဝါဒပေးထင်ရှားတဲ့ဥပမာလာဇန်မှာထွက်တဲ့လလာပြီးလာဆုံးမှာထွက်တဲ့လအဲ့ဒီလတစ်ခုကိုနှိုင်းယှဉ်ပြီးတော့တိုးတက်မှုနဲ့ဆွေးနွေးမှုဆိုတာကိုရှင်သာရိပုတ္တရာမထေရကနှိုင်းယှဉ်ပြီးတော့ယဟန်တွေကိုဟောကြားခဲ့တယ်လူတွေရဲ့တဏ္ဍာမှာဒီအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေရစေဖို့ဆိုရင်ရစေတတ်တဲ့အရည်ချင်းတွေနဲ့ပတ်သက်လာလို့ရှိရင်တိုးတက်မှုရှိဖို့တိုးတက်အောင်ကြိုးစားကြဖို့အကယ်၍တိုးတက်မှုမရှိဆုတ်ယုတ်သွားမယ်ဆိုရင်တကယ်ကိုကြီးမားတဲ့ဆုတ်ယုတ်မှုကြီးနဲ့တွေ့ဆုံနိုင်ရတယ်ကြုံကြိုက်သွားနိုင်တယ်လို့ဒီလိုယဟန်တန်ဃာတွေကိုဆုံးမဩဝါဒပေးတဲ့သုတ်တံတစ်ခုဖြစ်တယ်ပေါ့အဲဒီမှာလူတွေရဲ့အရည်ချင်းနဲ့ပတ်သက်ပြီးတော့ရှိတဲ့ရှိလိုက်တဲ့အရည်ချင်းတွေကိုရှင်းဥစွာထုတ်ဖော်ပြီးတော့ဟောတာဘာလဲလို့ဆိုမြတ်စွာဘုရားရှင်သာရိပုတ္တရာမထေရကကုသိုလ်တရားတွေကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့သဘာဝတရားတွေတည်းပဲအရေးကြီးတဲ့တစ်ခုကဘာလဲလို့ဆိုရင်တတ္ထာဟာအရေးကြီးဆုံးအဲ့တော့တတ္ထာဆိုတဲ့သဘာဝတရားဟာဒီယုံကြည်တယ်လို့ဘာသာပြန်လို့ရှိရင်ယုံတယ်ဆိုတာနော်ယုံကြည်မှုဆိုတာဟာဒီစာပေကျမ်းဂန်အရဖွင့်ဆိုချက်အရယုံကြည်တယ်ဆိုတာဘာကိုယုံကြည်တာလဲလို့ဘုရားမြတ်စွာရဲ့အာဘော်တော်ချပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာကိုယုံကြည်တယ်လို့ပြောသို့တော့အများအပြည့်ပြောနေတာကံကံရဲ့အကျိုးကိုယုံကြည်တယ်လို့ယုံနာသုံးပါး၏ဂုဏ်ကိုယုံကြည်တယ်ဆိုတာအဲ့ဒါနောက်ပိုင်းယုံကြည်မှုထားလိုက်ပါဠိတော်တွေမှာယုံကြည်မှုဆိုတာဘာလဲလို့မေးခွန်းထုတ်လို့ပြီးတော့ဖြေတဲ့အခါမှာတတ္တဟတိတထာဂတတဘောဓိမြတ်စွာဘုရားရဲ့အရဟတမေဉာဏ်သဗ္ဗညုတဉာဏ်တော်ကြီးကိုယုံကြည်တယ်အဲ့ဒီယုံကြည်မှုဟာဘလောက်အရေးပါတယ်လဲစဉ်းစားကြည့်ဖို့လိုတယ်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ခြင်းအပြင်မြတ်စွာဘုရားဟောတဲ့တရားတွေကိုလက်ခံတာဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကဆုံးမတဲ့စကားဟာဆိုးကျိုးကိုပေးတယ်ဆိုရင်လည်းတကယ်ဆိုးကျိုးပေးမှာပဲကောင်းကျိုးပေးတယ်ဆိုရင်လည်းတကယ်ကောင်းကျိုးပေးမှာဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့စကားဟာလွဲမှားမှုမရှိဘူးသူပြောတဲ့အတိုင်းလိုက်နာရမယ်လို့ဆိုတဲ့အတွေးတွေကိုဖြစ်ပေါ်စေတတ်တယ်တခြားအစွမ်းတကူကိုယုံကြည်တာမျိုးမဟုတ်ဘူးတခြားဘာသာတွေကသူတို့ဘုရားကိုယုံကြည်တယ်ဆိုတာတကူကိုယုံကြည်တာဖြစ်တယ်တကူယုံကြည်တဲ့ပုဂ္ဂိုလ်တွေကအစွမ်းတကူနဲ့မလိမ့်လို့ပဲမြို့ကိုနေကြမှာပဲအသိဉာဏ်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကြတာအသိဉာဏ်ဖြင့်ဆုံးမထားတဲ့စကားအလွဲမှားမရှိဘူးတို့တွေလိုက်နာရမှာဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံတာဘုရားဆုံးမတယ်ကံဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်ဆိုတာကံရဲ့အကျိုးကိုလက်ခံခြင်းဟာလည်းပဲဘုရားဆုံးမတယ်ပဲဖြစ်တယ်ဟောဒါကယုံကြည်မှုအပိုင်းနဲ့ပြောပြနောက်တစ်ခုကပြောမယ်ဆိုရင်တတ္တဆိုဒီမှာစိတ်ထဲမှာဒီနိဗ္ဗာန်တရားလို့ဆိုတဲ့ကာမဂုဏ်အာယုန်စိတ်တွေတို့စိတ်အလုံးမကျနေတဲ့ဗျာပါဒတွေတို့စိတ်ဓာတ်တွန့်ဆုံနေတဲ့အဋ္ဌိနာမိတ်ဓာတ်တွေတို့စိတ်တွေလွင့်ပြန်ပြီးတော့ငြိမ်းချမ်းမှုကင်းနေတဲ့ဥဒိစ္စပုဂ္ဂိုလ်စတွေ
တန်တရားဝင်ပြီးတော့မဆုံးဖြတ်နိုင်တဲ့ဝိသိကိစ္စတွေဒါတွေဟာစိတ်ရဲ့အညစ်အကြေးတွေလို့ဒီလိုခေါ်တယ်အဲ့ဒီအညစ်အကြေးတွေကင်းသွားတဲ့သဘောဟာလည်းပဲတတ္ထာလို့ဒီလိုဆိုအဲ့ဒီအညစ်အကြေးတွေလွှမ်းမိုးမှုမရှိဘဲနဲ့စိတ်ကလေးကြီးနေပြီဟောတတ္ထာစိတ်ကလေးကြီးနေပြီဆိုမှကုသိုလ်တရားဆိုတာဖြစ်တယ်ဒါကြောင့်တတ္ထာဆိုတာတတ္ထာဇာတောဥပသင်္ကမတိကြည်နူးတယ်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်စိတ်ထဲမှာကြီးနေပြီဆိုတော့အခါကျတော့မှပညာရှိသူတော်ကောင်းတွေစီချင်းကပ်သွားလာခြင်းအသိပညာလိုလားခြင်းဆိုတာတွေဖြစ်လာတယ်ဒါကြောင့်မို့တရားဟာအင်မတန်မှတိုးတက်မှုအတွက်မဟုတ်ဥဒဖွယ်ဖြစ်လာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီတာဝတိဓမ္မကြီးကလာပြီးတော့တရားဟောဖို့တောင်းပန်တဲ့အခါဓမ္မကြီးကိုအမှားစကားပြောလိုက်တာပါလဲလို့ဆိုလို့ရှိရင်နော်ရေသောတာဝန္တောပမုံဇန္တုတတ္တံဆိုတဲ့စကားလုံးလေးကိုထည့်ပြောတယ်ရေသောတာဝန္တောပမုံဇန္တုတတ္တထောင်တတ်တဲ့နားရှိတဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လို့ဆိုလို့နားတွေကကြားပြီးတော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နားရှိပြီးစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပမုံဇန္တုတတ္ထာယုံကြည်မှုကိုစွန့်လွတ်ထားကြစေလွတ်ထားကြဆိုတာသူ့ပေါ်မှာယုံကြည်မှုထားကြလို့ဒီလိုဆိုလို့မြတ်စွာဘုရားပေါ်မှာယုံကြည်မှုရှိဖို့လို့မယုံကြည်ရင်ဘာတစ်ခုမှလုပ်လို့ရယုံကြည်ရတုံးနဲ့တူယုံကြည်မှုဆိုတာအရေးကြီးတဲ့အရာတစ်ခုဖြစ်မြတ်စွာဘုရားရဲ့ကိုယ်ဝစီကတ်တဲ့နေရာမှာလည်းဘုရားကိုယုံကြည်မှုဆိုတာအရေးကြီးတဲ့အရာဖြစ်အဲ့ဒီယုံကြည်မှုရှိမှတွေ့ဆုံမှုဆိုတာဖြစ်လာနိုင်အဲ့ဒီယုံကြည်မှုကအလွန်ရေးကြီးတာဖြစ်သောကြောင့်တရားနာဖို့အတွက်ယုံကြည်မှုဆိုတာအရေးကြီးလို့တတ္တံပမုံဇန္တုတတ္တံတရားကိုဒီပိတ်ဆို့မထားကြနဲ့သူစီကိုစေလွတ်ထားကြဖွင့်ထားကြလို့ဒီလိုအဓိပ္ပာယ်မျိုးပြောယုံကြည်ချက်တွေနဲ့ဥတည်ထားကြအဲ့ဒါကြောင့်မလို့တတ္ထာဆိုတဲ့အရေးချင်းတစ်ခုဟာပညာရဖို့အတွက်အရေးချင်းတယ်ဟောခုဓမ္မဒီပဒီဘုရားစာပေသင်တန်းကျောင်းလာတက်နေတဲ့ပုဂ္ဂိုလ်တွေဒီတရားတွေသင်လို့ရှိရင်ကောင်းကျိုးချမ်းသာရတယ်ဆိုတာတို့မို့ဒီပညာရက်တွေဟာသိဖို့အမတန်ကောင်းတယ်ဆိုတဲ့ယုံကြည်ချက်မရှိဘယ်သင်လိုက်ယုံကြည်ချက်ရှိတယ်တန်ဖိုးရှိတဲ့အဆုံးအမတွေပဲတန်ဖိုးရှိတဲ့ပညာရက်တွေပဲလို့ဒီလိုယုံကြည်မှုတရားရှိသည့်အတွက်ကြောင့်ပညာရခြင်းဖြစ်တယ်ပညာရတော့တိုးတက်လာတယ်ဟောဆိုလိုတာတရားကိုအခြေခံပြီးတော့မှပညာတွေဟာဖြစ်ပေါ်လာတာဖြစ်တယ်တရားဟာပညာကိုလမ်းဖွင့်ပေးတဲ့အနေအားဖြင့်လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ရှင်သာရိပုတ္တရာမထေရကပထမဆုံးလိုအပ်ချက်တစ်ခုအနေနဲ့တတ္ထာဆိုတာရှိရမယ်မရှိဘူးဆိုရင်တရားမှမရှိဘူးဆိုရင်ကုသိုလ်ကောင်းမှုတွေဆက်ပြီးတော့ဖြစ်ပေါ်လာမှာမဟုတ်ဘူးတဲ့ဒါကြောင့်တရားဟာအရေးချင်းတရအနေနဲ့ရှင်သာရိပုတ္တရာမိန့်ကြားခဲ့တာဖြစ်တယ်တရားမရှိဘူးဆိုရင်ကုသိုလ်တရားတွေမှာတိုးတက်ဖို့ကမဖြစ်နိုင်ဘူးဒီလိုဆိုတာအေးတရားကိုအခြေခံပြီးတော့တိုးတက်မှုတွေရလာကြတယ်အေးတရားတစ်ခုတည်းနဲ့ပြီးလာလို့ဆိုတော့တရားရှိသည့်အတွက်ကြောင့်သီလဆိုတာလိုအပ်သည့်အတွက်သီလဆိုတာအရေးကြီးတယ်ကိုချင်းတရားဆိုတာအရေးကြီးကောင်းတဲ့အလုပ်လုပ်တော့မယ်ဆိုရင်ကိုချင်းတရားပြည့်ပြားနေတဲ့ပုဂ္ဂိုလ်တွေကမလုပ်နိုင်ကြဘူးလေဒါကြောင့်ဒီနေရာမှာတော့သီလဆိုတဲ့စကားလုံးကိုမသုံးတော့ဘဲနဲ့အရေးချင်းကိုအရင်ကြတဲ့အရေးချင်းတစ်ခုဖော်ပြလိုက်တာပါတော့ဆိုဟိရိနဲ့ဥတ္တပအချက်အကြောင်းဟိရိဥတ္တပဆိုတာဟိရိယဥတ္တပေနသီလံဒိဋ္ဌတိကိုချင်းသီလဟာဟိရိဥတ္တပရှိမှကိုချင်းသီလဖြစ်တယ်ဒါကြောင့်မို့သီလတဲ့ပို့ပြီးတော့အရင်မြင့်ကြတဲ့ဟိရိဥတ္တပကိုရှင်သာရိပုတ္တရာဒီနေရာမှာထည့်သွင်းပြီးတော့ပြောလိုက်တယ်သီလဆိုတာကိုထည့်မပြောတော့ပဲနဲ့သီလရဲ့အရင်ကဖြစ်တဲ့ဟိရိဥတ္တပဟိရိဥတ္တပရှိမှကိုချင်းသီလဒီတည်နိုင်တာဟုတ်ဒါကြောင့်မို့ဝိသုဒ္ဓိမက်မှာဆိုလို့ရှိရင်ဟိရိဥတ္တပပဋ္ဌာနာသီလဆိုတာဟိရိဥတ္တပပဋ္ဌာနာ
ဟိရိဥတ္တပဆိုတဲ့နိကတ်သောအကြောင်းရှိတယ်ဟိရိဥတ္တပသည်သီလရှိခြင်းရဲ့အကြောင်းပဲသီလရှိဖို့အတွက်အရှက်အကြောင်းအကြီးဆုံးမကောင်းမှုအကုသိုလ်တွေကိုရှက်တတ်တယ်နော်မကောင်းမှုအကုသိုလ်တွေရဲ့ဒီလောကမှာကိုကြောက်တယ်မကောင်းမှုအကုသိုလ်တွေရဲ့အကျိုးသက်ရောက်မှာကိုကြောက်တယ်ဆိုတဲ့ဥတ္တပအဲ့ဒီဟိရိဥတ္တပတရားနှစ်ခုရှိတာလေကိုချင်းသီလဟာပြည့်စုံတယ်အဲ့တော့ကိုချင်းသီလဆိုတဲ့အရည်ချင်းတစ်ခုရဖို့အတွက်ဟိရိဥတ္တပဆိုတဲ့အရည်ချင်းဟာပို့ပြီးတော့အရင်ကြပြီးတော့လိုအပ်တယ်လို့ဒီလိုဆိုကိုချင်းသီလစောင့်တည်ထားတော့လည်းပဲအရှက်အကြောင်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားကိုချင်းသီလတည်နိုင်ဖို့ရမရှိဘူးတဲ့ဒါကြောင့်ကိုချင်းသီလရဲ့အနိကအကြောင်းဟာဟိရိနဲ့ဥတ္တပသာဖြစ်တယ်လောကမှာအရှက်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာကွယ်ရမှာလှုပ်ချင်တာလှုပ်အကြောင်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာလူလေကောင်လည်းမဟုတ်တာလှုပ်ချင်လှုပ်မှာပဲဒီလိုဆိုတာပေါ့နော်အရှက်ရှိတာကိုယ်သိက္ခာကိုထိန်းတာအကြောင်းရှိတာကပတ်ဝန်းကျင်ကိုလေးစားတာဒီအရှက်နဲ့အကြောင်းဒီနှစ်ခုပေါင်းစပ်လိုက်မှကိုချင်းသီလကောင်းမှုဆိုဖြစ်လာအရှက်မရှိတဲ့ပုဂ္ဂိုလ်တွေကလူရှိသူရှိတော့မလုပ်ဘူးခွဲရကြတော့လှုပ်တတ်တယ်အရှက်မရှိဘူးဆိုလို့အကြောင်းမရှိတဲ့ပုဂ္ဂိုလ်ကလူရှိသူရှိပါလှုပ်တယ်မကောင်းတာအဲ့ဒါလို့ဆိုလို့လေနော်သူတို့ပါဇက်ကထွက်လာတဲ့စကားဘာတော့ I don't care ငါဘယ်သူမှပြုမဆိုင်ဘူးဆိုတဲ့စကားမျိုးတွေထွက်ဥတ္တပမရှိတဲ့သဘောဆိုလို့ကိုယ်သိက္ခာကိုထိန်းတယ်ဟိရိအဝဉ္ဇဉ်ကိုလေးစားတယ်ဥတ္တပဟဲ့ဒီဟိရိဥတ္တပဆိုတဲ့တရားနှစ်ခုဟာလူတွေရဲ့အရည်ချင်းတစ်ခုပဲကိုချင်းသီလတည်တတ်မှုအတွက်လိုအပ်တဲ့အရည်ချင်းတစ်ခုပဲလို့ဟောတယ်လို့ရှင်သာရိပုတ္တရာမထေရကယဟန်တွေကိုရှင်းပြတရားရှိရမယ်တရားရှိပြီးတဲ့နောက်မှာဟိရိဥတ္တပဆိုတဲ့ဒီအရည်ချင်းနှစ်ခုလည်းလိုအပ်တယ်လို့ပြောဆိုတယ်နောက်တစ်ခုလိုအပ်တာကတော့ဟုတ်ပြီကိုချင်းသီလလည်းဒီတရားလည်းရှိတယ်ဟိရိဥတ္တပလည်းရှိတယ်ဆိုလို့ရှိရင်ကိုချင်းသီလနဲ့လည်းပြည့်စုံပါသို့တော့လူတွေမှာကြိုးပမ်းအထောက်မှုဆိုတာအရေးကြီးလူရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေဆိုတာဝင်လာတတ်အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံမထားခြင်းဟာတွန့်ထုတ်ဖယ်ရှားခြင်းဟာဝိရိယပဲဖြစ်တယ်ကြိုးစားနေမှဝိရိယမဟုတ်ဘူးအဓိကကြတဲ့ဝိရိယပါတော့နော်အတွေးနဲ့ပတ်သက်တာကိုမကောင်းတဲ့အတွေးကိုလက်ခံစဉ်းစားခြင်းမပြုဘဲနဲ့တွန့်ထုတ်ဖို့ကြိုးစားတာဝိရိယစာပေကျမ်းကနေမှာဆိုတယ်ပြင်းရည်သူဆိုတာဘာလဲမိစ္ဆာဝိတ္တဆိုတဲ့မှားယွင်းတဲ့အတွေးတွေကိုလက်ခံနေတဲ့ပုဂ္ဂိုလ်ကိုလူပြင်းလို့သတ်မှတ်တယ်။အလုံးမလုံးတဲ့လူကိုလူပြင်းလို့သတ်မှတ်တာမဟုတ်ဘူး။စာဒီကိုချင်းရေးရဆိုင်တဲ့အခါမှာသို့မဟုတ်စိတ်ပိုင်းဆိုင်ရာအရေးချင်းတွေကိုဖော်ပြတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာရဲ့အရေးချင်းတစ်ခုနဲ့ပတ်သက်တဲ့ဝိရိယဆိုတာဘာလဲ။နော်တနေ့ကိုမနာမနေအလုံးလုံးနေတာမျိုးကိုခေါ်တာမဟုတ်ဘူးဒီမှာကြတော့ဒီဝိရိယစိတ်ထဲမှာမကောင်းတဲ့အတွေးတွေတွေးမိတာလေဘယ်လိုမကောင်းတဲ့အတွေးတွေတုံးဆိုရင်လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့တွေးတဲ့အတွေးသူတော်ဘာကိုညှင်းဆဲတပ်ဖြတ်လို့တဲ့အတွေးအဲ့ဒီအတွေးတွေကိုလက်မခံမိစ္ဆာဝိတ္တလို့ဆိုတဲ့ကာမဝိတ္တပြဘာရဝိတ္တဝိဟိတဝိတ္တဆိုတဲ့ဒီအတွေးတွေကိုလက်ခံစဉ်းစားမနေပဲနဲ့တွန်းထုတ်ဖယ်ရှားပြဿနာတွေဟာအတွေးဟာစပဲလေအတွေးကစလို့ကာမတုတ်တံမှာဆိုရသော်ဗျာဟောထားတာရှိတယ်အဋ္ဌတံကာမတေမူလံမင်းရဲ့အရင်မြစ်အစအိုငါတွေ့ပြီဘာလဲဆိုရင်သင်္ကပ္ပကာမဇာတိတွေးတာဟာမင်းရဲ့အရင်မြစ်ပဲကာမဂုဏ်အာယုစိတ်တွေပေါ်လာတာဘာကြောင့်ပေါ်လာကာမဂုဏ်အာယုစိတ်တွေဟာအတွေးကြောင့်ပေါ်လာအဲ့ဒီအတွေးဟာကာမဂုဏ်အာယုစိတ်တွေလောဘတွေရဲ့အရင်မြစ်ပဲဖြစ်တယ်လို့ရသော်ဗျာကကာမဆိုတဲ့ဒီတဏှာရာဂရဲ့အရင်အမြစ်ကိုတွေးတောခြင်းကစတယ်လို့ဆိုပြီးတွေးတောမှုကိုတွန်းလှန်ဖယ်ရှားပစ်ဖို့ဝိရိယဆိုတာလိုအပ်တယ်လောကမှာအတွေးတွေကလူတိုင်းဟာအတွေးကိုယ်စီနဲ့ရှိကြတာဖြစ်သောကြောင့်ကိုတွေးတဲ့အတွေးကိုဆန်းစစ်ဖို့လိုအပ်တယ်ကာမဂုဏ်အာယုန်တွေခံစားဖို့လောဘနဲ့တွေးတဲ့အတွေးတွေလားသူတော်ဘာကိုညှင်းမုန်းတီးတဲ့ဒေါသနဲ့တွေးတဲ့အတွေးတွေလား
သူတော်ဘာကိုညှင်းဆဲတပ်ဖြတ်ဖို့ပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့အတွေးတွေလားလို့ဆိုတယ်ဒီအတွေးမျိုးတွေကိုယ်တဏ္ဍမှာမပေါ်ရလေအောင်တွန်းလှန်ဖယ်ရှားခြင်းကိုပဲဝီရိယလို့အဲ့ဒီအတွေးတွေလက်ခံနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်နည်းနဲ့မှစိတ်ပိုင်းဆိုင်ရာတိုးတက်မှုမရနိုင်ဘူးတဲ့အရေးချင်းမရနိုင်ဘူးလို့ဒီလိုရှင်သာရိပုတ္တရာအင်တာမအကြောင်းအကျိုးညီညွတ်တယ်တမန်အားဖြင့်ဖတ်သွားလို့ချင်းတော့ဒါတွေကိုသိမှာမဟုတ်ဘူးပေါ့ရှင်သာရိပုတ္တရာရဲ့ဆုံးမဩဝါဒတွေဟာအလေးနဲ့စဉ်းစားဆင်ခြင်လေးလေးတန်ဖိုးရှိတယ်ဒီလိုဆိုလို့ဟောဝီရိယဆိုတာဟာအရေးချင်းတစ်ခုပဲအဲ့ဒီဝီရိယဆိုတဲ့အရေးချင်းကိုစဉ်းစားပြီးတော့ကြည့်ဖို့စိတ်ပိုင်းဆိုင်ရာအရေးချင်းဆိုတာအတွေးကိုလက်မခံတာနော်မှားရတဲ့အတွေးတွေကိုလက်မခံမဲနဲ့သို့မဟုတ်အကုသိုလ်တရားတွေမှန်သမျှစိတ်ထဲဖြစ်လာလို့ရှိရင်တစ်ခုမှလက်မခံမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်ရအောင်ဖြစ်ပြီးသားအကုသိုလ်တရားတွေတွန်းလှန်ဖယ်ရှားနိုင်ဖို့ကြိုးပမ်းအားထုတ်ခြင်းမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပေါ်လာအောင်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးတက်များလာအောင်ကြိုးပမ်းအားထုတ်ခြင်းတို့လည်းပဲဝီရိယထဲမှာပါတယ်စာပေသင်ကြားရေးနဲ့ပတ်သက်လာတဲ့အခါကျတော့ပါတော့မသိသေးတာတွေသိဖို့ကြိုးစားအားထုတ်မယ်သိပြီးသားတွေပူရှင်းလာအောင်ကြိုးစားအားထုတ်ဒါလည်းပဲအစစ်မြင့်လာတဲ့လုံလဝီရိယတွေပဲဒီလိုဝီရိယမျိုးဟာတိုးတက်ခြင်းဘက်ကိုဥဆောင်သွားတယ်လို့ဝီရိယဆိုတာအကောင်းလည်းရှိတယ်ဆိုးလည်းရှိတယ်တခိုးမှလည်းတခိုးဝီရိယရှိတယ်လေမအိပ်မနေဟုတ်လားလူတွေအိပ်တီထီအောင်စောင့်နေရတဲ့ဝီရိယတဲတာမှမဟုတ်ပဲခိုးဖို့လူဖို့ရဲဖို့ဆိုတဲ့ဝီရိယသူ့မှာလည်းရှိတာပဲเนาะအဲ့ဒီလိုဒီသူများတဲ့တတ်တဲ့ပုဂ္ဂိုလ်တွေလည်းဝီရိယရှိတာအဲ့တော့ဝီရိယတွေအဲ့ဒီလိုဝီရိယမျိုးမဟုတ်ဘဲနဲ့တကယ်ကိုကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းနိုင်တဲ့စိတ်ပိုင်းဆိုင်ရာစိတ်ရဲ့အညစ်အကြေးတွေကိုတွန်းလှန်တဲ့ဝီရိယမျိုးဟာရှာမရှာဝီရိယလို့ခေါ်တယ်နော်ဒီပြင်ဝီရိယနဲ့တော့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေရှိတယ်သို့တော့ကိုယ်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကိုတွန်းထုတ်ဖယ်ရှားပစ်ဖို့လုံလဝီရိယဟာကရှားပါတဲ့လုံလဝီရိယလို့ဒီလိုပြောအဲ့ဒီရှားပါတဲ့လုံလဝီရိယနဲ့ပြည့်စုံမှစိတ်ပိုင်းဆိုင်ရာတိုးတက်မှုရနိုင်လို့လူအရေးချင်းတရားအဖြစ်သတ်မှတ်ပြီးတော့ဖော်ပြတယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်ပညာပဲပညာဆိုဒီမှာကွဲကွဲပြားပြားပိုင်းပိုင်းခြားခြားဆင်ញင်သုံးသပ်ကြည့်တတ်တဲ့တရားကိုပညာလို့ခေါ်ပညာဆိုတာအကြောင်းကိစ္စဆုံးလာပြီဆိုလို့ရှိရင်စဉ်းစားတတ်တယ်သိတတ်တယ်သဘာဝအမှန်တွေကိုစဉ်းစားတတ်တယ်ပညာဆိုတာဆင်ញင်စဉ်းစားမှုအခြေခံနဲ့သွားတယ်မမှန်ကန်ကန်ဆင်ញင်စဉ်းစားခြင်းဟာမမှန်ကန်ကန်သိခြင်းအကြောင်းတစ်ခုဖြစ်တယ်ဒါကြောင့်မို့ပညာဆိုတာကတော့ပက္ကာရတောသာနာတိတိပညာလို့ဆိုတဲ့အတိုင်းဘယ်အရာကိုပဲဖြစ်စီဒီခွဲခြားစိတ်ဖြန့်ပြီးတော့စဉ်းစားတာမျိုးခုနကကြည့်လေနလကပါဏရဲ့သမိုင်းကြောင်းကိုကြည့်ဖះလောင်းဟာရေကန်ထဲကိုပြုတ်ကနေမဆင်းဘူးလိုက်ပြီးတော့အကဲခတ်ကြည့်တယ်လိုက်ပြီးတော့အကဲခတ်ကြည့်တော့ဆင်းတဲ့ခြေရာတွေပဲတွေ့တယ်တက်တဲ့ခြေရာမတွေ့ဘူးဟောပညာကစဉ်းစားလိုက်တယ်ဒီကံဟာအန္တရာယ်ရှိတဲ့ရေကန်ကြီးပဲဒီထဲဆင်းသွားရင်တော့ပြန်တက်မလာတော့ဘူးဆိုတာအန္တရာယ်ရှိတယ်ဆိုဟောဒီလိုစဉ်းစားတာကိုပညာလို့ခေါ်တာနော်ပညာဆိုတာချက်ပြုတ်စားဖို့မဟုတ်ဘူးစဉ်းစားဖို့ဒီလိုဆိုလို့ပညာသင်ရတယ်ဆိုတာစဉ်းစားတတ်အောင်သင်တာလို့ဒီလိုဆိုလို့တယ်အသိပညာတကယ်ကတော့ပညာဆိုတာသင်လို့မရဘူးတွေးခေါ်နည်းကိုသာသင်လို့ရပညာဟာကိုယ်တိုင်ဆင်ញင်သုံးသပ်မှပညာဆိုတာရနိုင်တယ်ပေါ့ဘယ်အရာပဲဖြစ်ဖြစ်အခုစာပေကျမ်းကသင်တာကိုပညာသင်တယ်လို့ခေါ်ကြတယ်အေးအဘိဓမ္မာသင်တန်းတွေပို့ချတယ်ဆိုတဲ့နေရာမှာကြည့်စိတ်ရဲ့အညစ်အကြေးတွေ14မျိုးဆိုတာဒါမှတ်နေကြတာပဲလေအဲ့ဒါပညာမဟုတ်သေးဘူးတကယ်ကတော့ပညာဆိုဒီမှာအဲ့ဒီပုံမှာမှတ်သားထားပြီးတော့မောဟဆိုတာဘယ်လိုဟာပါဒေါသဆိုတာဘယ်လိုဟာလောဘဆိုတာဘယ်လိုဟာဒီလိုတွေစဉ်းစားဆင်ခြင်ပြီးတော့ဖြစ်ပေါ်လာတဲ့အချိန်မှာသိရှိနားလည်တယ်အဲ့ဒါမှပညာလို့ဆိုလို့အဲ့ဒီကြတော့ပညာဆိုတာဖြစ်သွားပိုင်ပိုင်ခြားခြားကြီးသိသွားပြီပညာရှိအောင်သင်ယူကြပြီးတဲ့အခါပညာနဲ့အသုံးသပ်ဆင်ခြင်ဖို့လိုအပ်တယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့ဒီပညာကတော့လိုအပ်တဲ့
ဒီအရေးကြီးဆုံးအဆင့်မြင့်ဆုံးပဲပညာထဲမှာအဆင့်မြင့်ဆုံးပညာကိုရဖို့အတွက်အခြေခံပညာရက်တည်တယ်ဘယ်လိုစဉ်းစားတာတော့လို့ဆိုငါတို့တဏ္ဍာမှာယုတ်နဲ့နာနှစ်ခုပဲရှိတယ်စဉ်းစားတယ်ဟုတ်လားမဟုတ်လားကြည့်တယ်ယုတ်ခန္ဓာကိုယ်ကြီးရှိတယ်ယုတ်ခန္ဓာကိုယ်ကြီးရှိတယ်ယုတ်ခန္ဓာကိုယ်ကြီးကိုမှီပြီးတော့ဖြစ်တဲ့ခံစားချက်တွေရှိတယ်မှတ်သားတာတွေရှိတယ်ကြံတွေးတာတွေစိတ်ဆော်တာတွေဒါတွေရှိတယ်အသိစိတ်တွေရှိတယ်ဟောနာမ်ခန္ဓာတွေရှိတယ်ယုတ်နဲ့နာမ်နှစ်မျိုးပဲခန္ဓာတို့မှာရှိတယ်လို့ဆင်ញင်သုံးသပ်နေတာမှာပညာလို့ခေါ်တယ်အဲ့ဒီယုတ်နာမ်တစ်ခုကလည်းဆံရအကြောင်းတရားကြောင့်ဖြစ်ပြီးတော့ဒီထဲမှာငါလို့ပြောเสียရလည်းမရှိဘူးငါဟာလို့ပြောเสียရလည်းမရှိဘူးနော်နေတံမမငါဟာလည်းမဟုတ်ဘူးနေတော့ဟမတတိငါလည်းမဟုတ်ဘူးနမေတော့အတ္တငါရဲ့အတ္တလည်းမဟုတ်ဘူးလို့ဒီလိုယထာဘူတံသမ္မပညာယဓဋ္ဌဗံလို့ဆိုတဲ့အဲ့ဒီလိုစဉ်းစားနိုင်တဲ့အခါမှာပညာဆိုတာဖြစ်လာအဲ့ဒီပညာရက်ကနေဆင့်ပြီးတော့သွားတော့ကိလေသာအညစ်အကြေးတွေကိုဖယ်ရှားပြစ်နိုင်တဲ့ပညာမျိုးကြမှာဖောက်ထွင်းပြီးတော့သိမြင်တဲ့ပညာမျိုးကြမှာအမြင့်ဆုံးပညာဟိတိဋ္ဌလောကတမိယာယံနိဗ္ဗာန်နိဗ္ဗေဒအခါမိနိပညာဆိုတာအမျိုးအစဉ်စဉ်ရှိတဲ့တည်းပဲနိဗ္ဗေဒအခါမိနိကိလေသာဆိုတဲ့အဆိုင်ခွဲတွေကိုဖောက်ခွဲဖျက်ဆီးပြစ်နိုင်တဲ့အညစ်အကြေးတွေကိုဖယ်ရှားဖယ်ထုတ်သုတ်သင်နိုင်တဲ့ပညာမျိုးသာလေလောကမှာအများဆုံးဖြစ်တယ်ဒါအများဆုံးပညာဒီလိုဆိုလို့တဆင့်ပြီးတဆင့်ပညာဆိုတာရယူပြီးတော့သွားကြအဲ့ဒါအမြင့်မားဆုံးအရေးချင်းတစ်ခုပဲလို့ဒီလိုဆိုတာဟုတ်ပြီအဲ့ဒီပညာအခုရှင်သာရိပုတ္တရာမထေရကတရားဆိုတဲ့အရေးချင်းဟာအခြေခံအားဖြင့်လိုအပ်တယ်ဟိရိဥဒ္ဒပဆိုတဲ့အရေးချင်းဟာလည်းသီလနဲ့ပြည့်စုံမှုတို့လိုအပ်တဲ့အရေးချင်းပဲဝိရိယဆိုတာတော့ဒီကိလေသာတွေကိုဖယ်ရှားနိုင်ဖို့တိုးတက်ကြီးပွားဖို့အတွက်လိုအပ်တဲ့အရေးချင်းတစ်ခုရှိတယ်အဲ့ဒါတွေနဲ့ပြည့်စုံမှပညာဆိုတဲ့အရေးချင်းဟာနော်ဖြစ်ပေါ်လာနိုင်တယ်လို့တစ်ခုနဲ့တစ်ခုကြောင်းကျိုးဆက်ပြီးတော့ဟောပြီးတဲ့အခါမှာဘာမိတ်ရှိတုံးလို့ဆိုနောက်ကတကယ်လက်တွေ့ကြကြလှုပ်လှုပ်ရမှနဲ့ပတ်သက်လာတာမိတ်ရှိအဲ့ဒီပညာကိုရချင်တယ်အမြင့်ဆုံးအရေးချင်းတစ်ခုပြောလိုက်တာပညာဟာအမြင့်ဆုံးအရေးချင်းပဲနော်ပညာဟာအမြင့်ဆုံးအရေးချင်းပဲလို့ဆိုဒါဖြင့်အမြင့်ဆုံးဒီအရေးချင်းရဖို့အတွက်လိုအပ်ချက်တွေကဘာတွေတုံးဆိုအဲ့ဒါကိုလူအရေးချင်းတစ်ခုအနေနဲ့ရှင်သာရိပုတ္တရာလူအရေးချင်းထဲမှာအမြင့်ဆုံးပညာအရေးချင်းကိုရဖို့အတွက်သင်ယူကြတယ်သုတ္တုတာလက်ပတိပညာသိခြင်းနဲ့နားထောင်ခြင်းနဲ့သင်ယူခြင်းနဲ့ကြက်မှတ်ခြင်းနဲ့ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒရှိလို့ရှိရင်ပညာရနိုင်တယ်လို့ဒီလိုဆိုထားတဲ့အတိုင်းပဲဒီတာဝကလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဖယားကလွဲရင်ပစ္စေကဗုဒ္ဓကလွဲရင်ကိုယ်ပိုင်ဉာဏ်နဲ့တွေးတောပြီးတော့သိနိုင်စွာမရှိဘူးအစင်းမြင့်တဲ့အရာတွေကိုတဏှာဥက္ကလွတ်ဖို့အစင်းမြင့်တဲ့အရာကိုကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်စွာမရှိဘူးအဲ့တော့ဘာလို့ကြလဲပညာရဖို့အတွက်သင်ကြားရတယ်သင်တဲ့အခါမှာဘာအရေးကြီးတော့ဆိုရင်နံပါတ်1သောတာဝါဒနာနားဆိုင်ပြီးထောင်ဖို့အရေးကြီးတယ်ပညာရဖို့အတွက်အခုလိုတရားနာနေတဲ့အခါမှာနားဆိုင်ပြီးတော့နာတာတော့နော်စသင်နေတဲ့အချိန်မှာနားဆိုင်ပြီးတော့ထောင်တာအလေးနဲ့စဉ်းစဉ်းစားပြီးတော့ဒါတွေစိတ်အားကုန်စိုက်ပြီးနားထောင်နေနှလုံးသွင်းနေဆိုတာစိတ်မလွင့်စေပဲနဲ့နားထောင်ခြင်းနှလုံးသွင်းခြင်းဆိုတာဒီနေရာမှာသောတာဝါဒနာလို့သုံးတယ်နားဆိုင်ပြီးထောင်ရမယ်လို့ဆိုလို့ပညာရဖို့အတွက်ရှင်သာရိပုတ္တရာကအစနားဆိုင်ထောင်မှပညာရမြတ်စွာဘုရားသခင်ကိုရောမြတ်တို့ပိစိကဗုဒ္ဓတို့ကြတော့သာရှိကနားထောင်မှုမလိုဘူးသူတို့ကိုယ်ပိုင်ညာနဲ့ဆင်ញင်သုံးသပ်လို့ရကျန်တဲ့ပုဂ္ဂိုလ်တွေကတော့သောတာဝါဒနာနားဆိုင်ထောင်မှုအရေးကြီးတယ်ပေါ့ပညာရဖို့အတွက်နားဆိုင်ထောင်ရမယ်ဆိုတဲ့အချက်ကိုရှင်သာရိပုတ္တရာကထည့်သွင်းမိန့်ကြားဒါဖြင့်နားဆိုင်ထောင်ရုံနဲ့ရပါလားလို့ဆိုတဲ့အခါဟုတ်ပြီနားဆိုင်ထောင်လိုက်သည့်အတွက်ကြောင့်တရားဓမ္မနဲ့ပတ်သက်ပြီးတော့မှတ်သားစရာတွေဝိသုဒ္ဓတွေကြားလိုက်ရပြီကြားပြီးတဲ့အခါမေ့ပြောက်သွားတယ်လို့ရှိရင်တော့ဘာတစ်ခုမှအသုံးကျမှာမဟုတ်ဘူးဓမ္မဒါရဏဒုတိယဆက်ပြီးတော့
နားထောင်ပါတဲ့နားထောင်ပြီးတဲ့အခါမှာရင်ထဲနှလုံးထဲမှာမှတ်သားထားပါဆိုစာပေကျမ်းကနေသင်တော့သင်ပါရဲ့သောတာဝါဒနာသင်္นานနေတော့တက်တယ်လိုက်ပြီးတော့နားထောင်တယ်ရေးတယ်မှတ်တယ်ဟောနားထောင်မှုဆိုတဲ့အဆင့်ကိုတော့ရောက်တယ်သို့တော့ဆောင်ထားတယ်ဆိုတဲ့အဆင့်ကိုမရောက်ဘူးဆိုလို့ရှိရင်လည်းပညာရဖို့မဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့နားထောင်တဲ့အဆင့်ပြီးလို့ရှိရင်ဓမ္မဒါရဏရင်ထဲနှလုံးထဲမှာဆွဲဆွဲမြဲမြဲမှတ်သားထားဖို့ဒါအရေးကြီးတယ်ဟုတ်ပြီနားလဲထောင်ထားတယ်မှတ်လဲထားတယ်မှတ်ထားတယ်ဆိုတာရင်ထဲမှတ်ထားတာလည်းရှိတယ်စာအုပ်ထဲမှတ်ထားတာလည်းရှိနိုင်တယ်ပေါ့ဟောခုခေတ်ဆိုရင်တော့စာအုပ်နဲ့မှတ်ကြတာများနှုတ်စာအုပ်လေးတွေနဲ့ရေးပြီးတော့မှတ်ထားပြီးတဲ့အခါကျလို့ရှိရင်ဘယ်တော့မှပြန်မဖတ်ဘူးဟိုကျတော့ကြောင်ထိုးထားကြားထားတဲ့သင်ထားတဲ့စာပေတွေကိုပြန်လည်စဉ်းစားဆင်ခြင်မှုမပြုဘူးဟောနားတော့ထောင်လိုက်တယ်ရေးလိုက်တော့ရေးလိုက်တယ်ပြီးရင်စာအုပ်ပိတ်ထားလိုက်တယ်ဟောအဲ့ဒါလို့ဆိုလို့ရှိရင်လေပညာမရသေးဘူးတဲ့ပညာရဖို့အတွက်နောက်တစ်ခုဘာလို့အထုပပရိက္ခာစဉ်းစားရမယ်ကိုမှတ်တဲ့ဟာတွေအနဲ့တိတ်ပဲစဉ်းစားရေးထားတာကိုအကျဉ်းချင်းဖတ်ပြီးတော့လက်တွေ့နဲ့စဉ်းစား apply လုပ်ရခေါ်လက်တွေ့နဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်ရဥပပရိက္ခာလို့ခေါ်ဆင်ញင်သုံးသပ်မှုအထုပပရိက္ခာအနဲ့တိတ်တွေကိုဆင်ញင်သုံးသပ်မှုဆိုတာလုပ်ရမယ်ဒါမလုပ်လို့ရှိရင်ပညာမရဘူးလို့ဆိုဟုတ်ပြီအနဲ့တိတ်တွေကိုဆင်ញင်သုံးသပ်မှုကြောင့်သိနားလည်လာဒါတွေမဲ့ပြီးရောလာလို့ဆိုလိုအပ်တဲ့ပညာမပြည့်စုံသေးဘူးအသိရောရသွားပြီလိုအပ်တဲ့ပညာပြည့်စုံမှုအတွက်ဘာလုပ်ဖို့လိုသေးတယ်ဆိုဓမ္မာနုဓမ္မပฏิပန္နာပฏิပတ်တိသောဗုဒ္ဓရာတရားမတရားဖို့တရားနိဗ္ဗာန်တို့ကိုဥတည်ချက်ထားပြီးတော့အဲ့ဒီမက်ဖို့နိဗ္ဗာန်ကိုရနိုင်လောက်တဲ့အသိဉာဏ်မျိုးကိုဖြစ်ပေါ်စေတတ်တဲ့သီလအကျင့်သမာဓိအကျင့်ပညာအကျင့်လို့ဆိုတဲ့အနုဓမ္မတွေလက်တွေ့ကျင့်သုံးဖို့လိုအပ်သေးတယ်အနဲ့တိတ်ပဲသိပြီးတော့ဥပမာသီလဆိုရင်စင်ကြယ်အောင်ဆောင်းရှောင်းအောင်ဆိုရင်ဆောင်းရှောင်းတယ်တမာတိတီအောင်လုပ်ရတယ်ဆိုရင်တမာတိကျင့်စဉ်တစ်ခုကျင့်ပညာဖြစ်ပေါ်လာအောင်ယုတ်တရားနတ်တရားတွေရဲ့ဖြစ်ပျက်မှုကိုသိတဲ့ပညာရအောင်လုပ်တယ်ဟောသီလကိုလည်းကျင့်တယ်တမာတိကိုလည်းပဲဒီလေ့ကျင့်တယ်ပညာကိုလည်းရအောင်ကျင့်တယ်ဆိုတော့အဲ့ဒါကြတော့ဓမ္မနုဓမ္မပฏิပတ်တိအဲ့ဒီအတိုင်းတာရပြီဆိုတော့မှခုနကပညာဆိုတဲ့ထဲမှာပညာဟိပတ္တပညာဟိသစ္စာလောကတမေယာယနိဗ္ဗေဒခာမိနိကိရိတာတွေကိုဖောက်ခွဲနိုင်တဲ့မဲ့အဆင့်မဲ့ဖို့အဆင့်ကိုရောက်ရှိသွားနိုင်တဲ့ပညာမျိုးဟာအကောင်းဆုံးပညာမျိုးလို့ဒီလိုဆိုထားတဲ့ပညာကိုဓမ္မနုဓမ္မပฏิပတ်တိဆိုတဲ့လက်တွေ့ကျင့်သုံးမှုမပါဘဲနဲ့မရနိုင်ဘူးဟောရှင်သာရိပုတ္တရာကလူအည်ချင်း9ရက်ကိုရှေ့ပိုင်းမှာဟောကြားပြီးတဲ့အခါမှာရနိုင်တဲ့နိလန်းတွေကိုပါထည့်သွင်းပြီးတော့ဟောကြားထားအင်တာမပြည့်စုံတဲ့အဆုံးအမတစ်ခုဖြစ်တယ်အေးကိုးခုမြောက်ဖြစ်သွားပြီဒါရပြီဆိုတော့ဒီလောက်လေးနဲ့လုံလောက်ပြီလားလို့ဆိုတော့နောက်ဆုံးပိတ်အနေနဲ့အရေးကြီးဆုံးတစ်ခုကိုထည့်လိုက်တယ်ရသွားပါပြီပညာရသွားပါပြီဒါပေမဲ့လို့အစင်ထာဝရရှိနေဖို့အတွက်အရေးကြီးတာတော့နံပါတ်1အပမာဒဆိုတဲ့အရေးချင်းဟာအရေးကြီးဆုံးပါအပမာဒဆိုတဲ့ကိုရထားတဲ့ဘဝလေးမှာရစ်မှုနေတာမျိုးမရှိပဲနဲ့အမှန်တရားကိုသိရှိဖို့အစင်ထာဝရဒီအမတ်ရနေမှုဆိုတဲ့အပမာဒတတိတရားဟာပို့ပြီးတော့အရေးကြီးပါတယ်လို့ဆိုပြီးအပမာဒနဲ့ပိတ်ပြီးတော့ရှင်သာရိပုတ္တရာဒီလိုဆုံးမဩဝါဒရသော်ဘုရားကအခန်းထဲမှာလျောင်းဆက်နေတဲ့အချိန်လေးမှာယဟန်တန်ဃာတွေတိုးတက်ခြင်းနဲ့ဆုပ်ယုပ်ခြင်းအကြောင်းကိုခုလိုရှင်းလင်းဖော်ပြပြီးတော့ဆုံးမလိုက်တယ်အဲ့ဒါလို့ဆုံးမပြီးတော့တိုးတက်မှုအတွက်ဒီအရေးချင်းတွေအလုံးပြည့်စုံအောင်ကြိုးစားမှဖြစ်တယ်လို့သူတရားနဲ့အဆုံးသတ်လိုက်ရောမြတ်စွာဘုရားသခင်ကိုယ်တော်လဲလျောင်းရကနေထလာပြီးတော့ရှင်သာရိပုတ္တရာတာရုခေါ်တယ်ရှင်သာရိပုတ္တရာစကားကိုထောက်ခံတယ်မှန်လိုက်တာလူအည်ချင်းဆိုတာမှန်တယ်တရားရှိရမယ်ဟိရိရှိရမယ်ဥတ္တပရှိရမယ်ဝိရိယရှိရမယ်ပညာရှိရမယ်အဲ့ဒီပညာကိုရကြလို့ရှိရင်သောတာဝါဒနာနာဆိုင်ထောင်မှုဓ
ဓမ္မဒါရဏတရားကိုမှတ်ဆောင်ထားနိုင်မှုအထုပပရိက္ခအ내ကိုစူးစမ်းဆင်ခြင်နိုင်မှုဓမ္မာနုဓမ္မပฏิပတ်တိစာဆိုထားတဲ့အတိုင်းဓမ္မနဲ့သင်လျော်တဲ့အကျင့်တွေကိုလက်တွေ့ကျင့်သုံးနိုင်မှုနောက်ဆုံးမှာဒါတွေဖြစ်ဖို့အတွက်အချုပ်ကတော့အပ္ပမာဒပဲဆိုတာမှန်လိုက်တာလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကရှင်သာရိပုတ္တရာရဲ့ဟောပြောချက်ကိုတာဓုကိုယ်တိုင်ရှင်းလင်းဖော်ပြပြီးတာဓုခေါ်တော်မူခဲ့တဲ့သုတ်တံတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနလကပါဏသုတ်ဟာဘုန်းကြီးတို့တွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရေးချင်းတွေကိုဖော်ပြပြီးလက်တွေ့ဒီအရေးချင်းတွေပြည့်စုံအောင်လုံနီးကားပါပြည့်စုံအောင်ထည့်သွင်းဖော်ပြထားတဲ့ဒီအချက်ဆက်ချက်ကိုမှတ်သားနိုင်ယူကြပြီးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့ဘဝမှာလူအရေးချင်းတွေပြည့်ပြည့်ဝဝရဖို့ယခုရှင်သာရိပုတ္တရာမထေရမြတ်ဆုံးမဟောကြားတဲ့အကျင့်တရားတွေအတိုင်းဒီအရေးချင်းတွေရအောင်တို့တွေကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်ဒါကမှသာတကယ်အရေးချင်းအစ်ဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးအရေးချင်းအစ်ရအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း